တော့ရွာကိုမပြန်တာလဲကြပြီဆိုတော့ရွာကိုပြန်လိုက်ပါဦးမယ်ရွာပြန်ရင်ကိုလှုပ်ချင်တာတွေလုပ်မယ်ကိုစားချင်တာတွေစားမယ်အိမ်လွမ်းသူလေးမို့အိမ်ကိုမြန်မြန်ပြန်ရောက်ချင်ပါတယ်ဆိုနေမှဒီနေရာမှာတစ်ခွက်ပြလိုက်ပါတယ်ဒါကတော့စီတန်းနေတာပါ哇哇，不是别人喏，啊，不是就是嗨嗨。可以，哎，hello，我来，我来，多来 hello， 哎 hello， ဒီအပေါက်လေးတွေကဟုတ်ငပြက်အပေါက်လေးတွေအပေါက်ကစုံတဲ့အပေါက်မရှိဘူးနဲ့တူတယ်ငပြက်အပေါက်လေး好几的好几的，好几条鸡的，喏，ဒါကြီးအချီးပဲ တော့ကြည့်ရဟာဒီငါရ ရှိရတယ်ဒီလက်တီတွေကတနေ့တခြားကုန်တက်နေရအခုကလက်တီပိုးရရတယ် မစင်ရိုင်းနေနော်ဒီဘက်မှာအော်သွားလို့ချာအဘအဲ့လိုမျိုးလုံထွေးပြီးတော့ပဲတဲလာလားဟာလားမစင်ရိုင်းနေအကောင်ကြီးရဟာဟမ်ဒီဦးထဲမှာပြုတ်သွားရင်အားရဦးပါတယ် အကြီးတွေပါလာတယ်ငါလည်းချက်ဖြုတ်ပြအေးကြည့်ပဲကောင်းနေကြည့်ပါတလက်ဆက်တရားရေးဒါငပုံဒါငစုံမော့ဒါငပုံနာလေးရေဒီကောင်ကတော်ကြီးတာငစရမ်းနေတော်ကြီးတယ်ငပုတ်တယ်နေပါငစုံဒီကတော့ဒါငွေပန်းပင်မှာငွေပန်းပင်ကိုတူးနေတာပါငွေပန်းငွေပန်းတူးနေတာပါငွေပန်းပင်ငွေပန်းပင်ဆက်စံဒီလိုဖြစ်နေတယ် Hey, oh, mati dia sambil ada Nasi no. Oh, gua tai mele. Tahu mala. တစ်ချက်နဲ့ချက်ပါပဲထုပြီးတော့ပဲထည့်လိုက်မယ်လေအမေဟောလေဟာဒီပါကိုလည်းနည်းဖက်မတို့လည်းရောတယ်နော်ရလောက်ပါပြီအဲ့ဒါဟိုဂျစ်တွေမရှိတဲ့အချိန်တုန်းကတော့အချိန်တုန်းကပေါ့
အဲ့လိုအပိုင်ပိုင်လေးတွေရှောင်လို့ရတာမှမဟုတ်တာ ဒီလိုလောက်တာလေတို့က ကျွန်တော်အဖေကပို့လို့တက်တယ်အချောင်းလိုက်လေးထွက်တယ် ဘုံမတောင်းလို့အပြောင်းလိုက်ကိုလီးချလိုက်လီးချလို့တိတိလေးစိတ်ငါစိတ်ပြောင်း ကြားတယ်အဲ့ဒါတော်ရဲ့ဒါစီဝါရကုတ်ပြရည် လောက်ပြီးလေတခု ဟိုပြီးတော့မှဒီလိုရွှေ့ရှင်မဟိုဘက်နဲ့စာဒီနားပူကောင်းလေးလေကြော်ရပေါ်ကောင်းလေးဒီဟိုဘက်နဲ့စာရင် ဇိုးဖူဖူစီတော့အဲ့ဒါပဲကောင်းတာ哦 ကြက်အကြီးကြီးပဲဒါလောက်ရှိတယ်ကြည့် တတောင်လောက်ရှိတယ် ဒါတောင်လောက်ရှိတယ်ဇင်းရိုင်းမကြည့်ဘူး တတောင်လောက်ရှိတယ်နော်အေးတတောင်လောက်ရှိတယ်တတောင်လောက်ရှိတယ် လုံးချက်မယ်နော် ပြောပါလေဘာလဲခေါ်ရဒီပေါ်ရဒီခေါ်ရတယ်မခေါ်လား ကြည့်တော့ကြည့် ခေါ်လိုက်ယူဆိုပါရာပိုက်ကြိုက်ပိုက်ကြိုက်ရာပိုက်ကြိုက်ပိုက်ကြိုက်ဟာပူကြည့်လို့ပူပိုက်ချက်လာတယ်ပိုက်ချက်လာတယ်သူငါဒီဘက်ဘေးတက်တော့ဒီဘက်ဘေးငါဟိုဘက်တက်ဟိုဘက်တက်ဒီတော့တိလဲကို ဒီနေ့တော့အိမ်လွမ်းစာလေးတွေဖြစ်တဲ့တရက်သီးတုပ်လေးရယ်ငစင်ရိုင်းတရက်သီးချက်လေးနဲ့ဒါကတော့ကြက်ချက်တော့ကြက်သေးမြေချက်လေးပေါ့နော်ဒါကတော့ငါးနဲ့ငွေပန်းရိုးနဲ့ဟင်းညိုပြုတ်တာပါကျမမျက်နှာကိုခဏခဏမြင်နေရတော့ရိုးသွားမှဆိုလို့ဒီနေ့တော့ကျမယောက်ျားကိုစားခိုင်းပါလေ ငစင်ရိုင်းချက်စားတယ်ငစင်ရိုင်းဒါ တရက်သီးတုပ် ဟင်းလေ ဟင်းဟိုငွေပန်းဟင်းညို ငွေပန်းဟင်းချိုငွေပန်းဟင်းချိုဒါငွေပန်းဟင်းချိုငါနဲ့ချက်ထားတာရှေပဲကဲစားပြပါမယ်ခဏလေးတော်ကောင်းတယ်ငါတို့ရအခုပတ်ချပြအခုရတာဆိုတော့အရတာတကယ် fresh ဖြစ်တယ်တတရက်တီးလက်အခုနာပဲအပင်ကဖူးတာဖူးပြီးတော့မတုတ်ကြတာကျွတ်လေး
ကဲကျွန်တော်ဆက်စားလိုက်အောင်မယ်ကျွန်တော်ရိုက်တဲ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ခဏနာမယ်ခမင်းကုန်ထည့်ယူအောင်မယ်